경기도 이천에 있는 한 오피스텔에서 30대 남녀 2명이 숨진 채 발견됐습니다. မင်္ဂလာပါဒီနေ့မေလ4ရက်နေ့မနက်7:00 နာရီပေါ့နော်တောင်ကိုရီးယားရဲ့ကျောင်းကြီးတို့အီချွန်းမြို့မှာရှိတဲ့တိုက်ခန်းလေးတစ်ခုမှာအမျိုးသမီးတစ်ယောက်နဲ့အမျိုးသားတစ်ယောက်သေဆုံးနေတာကိုတွေ့ရတာပေါ့နော်ဒါကိုရဲတွေကဘယ်လိုသိလဲဆိုတော့သူတို့စီကိုမနက်7:00 နာရီလောက်မှာလာပြီးတော့အမျိုးသားတစ်ယောက်ကဒီအမျိုးသားနဲ့အမျိုးသမီးသေဆုံးနေတဲ့အကြောင်းသတင်းလာပို့တာပေါ့နော်သတင်းလာပို့တာဆိုတာတဲ့ဝန်ခံတယ်လို့ပြောရမှာဝန်ခံတယ်လို့ပြောရမှာပေါ့နော်။ဘာကြောင့်လဲဆိုတော့အဲ့ဒီအမျိုးသားနဲ့အမျိုးသမီးကိုသူတတ်လိုက်တယ်ဆိုပြီးတော့လာပြီးဝန်ခံတာ။လာဝန်ခံတဲ့အမျိုးသားရဲ့နေပြီးမှာသူ့အဖေကခေါ်လာတယ်ပေါ့နော်။ဆိုတော့ CCTV ကိုကြည့်လိုက်တော့အဲ့ဒီအမျိုးသားကတိုက်ခန်းထဲကထွက်လာတော့မနေ့7 နာရီလောက်ရှိမယ်။ပြီးတော့သူ့လက်ကိုစီးထားတယ်ပေါ့နော်။သူ့လက်ကိုစီးထားတယ်။အခုနဲ့စီးထားတယ်။စီးထားပြီးတော့သူနောက်ဆုံးအချိန်အဲ့တိုက်ခန်းလေးသူလှည့်ကြည့်လိုက်တယ်။ပြီးတော့သူ့အဖေကိုခေါ်တယ်ရဲစခန်းသွားတယ်သွားပြီးတော့ကျွန်တော်လူနေကိုတတ်လိုက်ပါပြီလို့ပြောတယ်ပေါ့နော်အဲ့တော့ရဲမေးတာပေါ့နော်ရဲကဘလို့မေးလဲဆိုတော့မင်းနဲ့သူတို့အတွဲရပါများပတ်သက်နေတယ်ပေါ့ဆိုတော့ကောင်းလေးရရှင်းပြတယ်ဒါသူ့ရဲ့ရီစာဟောင်းပေါ့နော်သူ့ရဲ့ရီစာဟောင်းကနောက်ထပ်ရီစာအတင်းနဲ့တွဲပြီးတော့ဒီအိမ်ထဲမှာတူနေကြတယ်သူဒါကိုသူတိသွားတဲ့အတွက်ပေါ့နော်သူမခံစားနိုင်တဲ့အတွက်သူအချင်းဖြစ်သွားပြီးတော့သူတက်ပြလိုက်တယ်ပေါ့နော်အခုတောင်ကိုရီးယားမှာပြည့်ရရှိပေါ့နော်ပြည့်ရရှိဆိုတာစနေတနင်္ဂနွေမနေ့ပြန်တနင်္လာဆိုလို့ရှိရင်ကျမတို့တောင်ကိုရီးယားမှာကလေးများနေဆိုတော့ပြည့်ရပေါ့နော်ပြည့်ရ3ရက်ဆိုလူတွေကခီးတူထွက်ကြတာများတယ်အထူးသဖြင့်ကလေးရှိတဲ့အိမ်တွေကအဖိုးအဖွားစီကိုသွားကြပါကလေးတွေလက်ဆောင်ရတာပေါ့နော်ကလေးတွေကိုလက်ဆောင်ပေးတဲ့နေ့ဆိုဒီလိုမျိုးခီးတူထွက်ကြတဲ့အတွက်ဘေးအိမ်မှာလူတွေမရှိဘူးအမှန်တော့ဘေးအိမ်မှာလူတွေရှိတယ်ဆိုလို့ရှိရင်တယောက်ကအော်ဒန်နေကြလို့ရှိရင်ပေါ့နော်ဒီ office test ဆိုတာကျမတို့ဒီတောင်ကိုရီးယားမှာတခါနဲ့တခါနဲ့ကြားနေရတယ်တိတ်ပြီးတော့တိတ်ပြီးတော့အတန်မလုံးလာဘူးပေါ့နော်အကျဲကြီးអော်တယ်ဆိုတော့ကြားရတာတယောက်မှမသိတာဘေးခံမှာလူတွေကခရီးထွက်နေတယောက်မှမရှိတဲ့အချိန်မှာလူတက်မှုသွားဒီနေ့မနေ့ပဲပေါ့နော်ရဲတွေရောက်လာတဲ့အချိန်မှာမနေ့9 နာရီရှိသွားတယ်ရီစာဟောင်းကဒီရဲတို့လာပြီးဝန်ခံတဲ့အခါမှာရဲတွေကလိုက်ကြည့်လိုက်တော့အမျိုးသမီးရောအမျိုးသားရောတည်ဆုံးနေကြတယ်ပေါ့နော်ပြီးတော့ဓာတိုင်တဲ့ရီစာဟောင်းကလည်းလက်ဒီမှာရောလေပင်းဒီမှာရောတန်ရနေတဲ့အတွက်ဆေးရုံကိုသူတင်လိုက်ရတယ်ပေါ့နော်အမျိုးသားကသူတို့ဘလို့စတွေ့ပြီးတော့ဘလို့ဒီစကားများပြီးတော့ဘာကြောင့်တက်ပစ်တယ်ဆိုတာကိုတော့အခုချိန်တည်းကမစစ်ရသေးဘူးအကြောင်းလဲဆိုတော့ဒီရီစာဟောင်းကသူဆေးရုံမှာပဲရှိသေးတယ်ပေါ့နော်ဒီနေ့ပြောတဲ့မှုခင်းလေးကတော့အချစ်ကြောင့်အသက်2ချောင်းဆုံးရှုံးရတယ်ကြံရတဲ့သူကလည်းထောင်ထဲမှာတစ်သက်လုံးနေရတာပေါ့နော်ကိုမချစ်တော့လို့ကိုနဲ့ကွဲသွားပြီးတော့နောက်တစ်ယောက်နဲ့တဲ့အခါမှာဒီအချစ်ကိုအဆုံးမသတ်နိုင်လို့ရှိရင်အချစ်ကဒေါသတွေမနာလိုမှုတွေနဲ့ပြောင်းလဲသွားပြီးတော့အသက်တွေလည်းသိရတယ်ကြံရတဲ့သူကလည်းဘဝပြည့်ရတယ်ပေါ့နော်ဘဝဆုံးရှုံးရတယ်ဆိုတဲ့သင်ခန်းစာတွေပေါ့နော်ဒါကြောင့်မလို့ကိုမချစ်လို့ရှိရင်ဆလွတ်လိုက်ပါတော့နောက်ဆုံးအသက်မသေးရရင်တော့မှကိုမချစ်ဘဲနဲ့ကိုနဲ့ပြတ်သွားတဲ့မိန်းကလေးတယောက်သူမဟုတ်ယောက်ျားလေးတယောက်အတွက်မနာလိုမှုတွေဖြစ်နေတဲ့အခါမှာဒုက္ခတွေအများကြီးပေးမိနိုင်တယ်အမှားတွေအများကြီးလုပ်နိုင်တယ်ဒါကြောင့်မလို့စင်ကြင်ရအောင်ဆိုပြီးဒီအမှုလေးကိုပြောလိုက်ပါတယ်ဒါကတော့ဒီနေ့မနေ့7 နာရီမှာဖြစ်ခဲ့တဲ့အမှုပါမနေ့ပြန်မှာလည်းကျမတို့ဒီတောင်ကိုရီးယားမှာဒီတရားစွဲမှုတာမှုလို့ရှိရင်ထူးခြားတဲ့အမှုတွေဖြစ်လို့ရှိရင်နေ့တိုင်းတင်ဆက်သွားမှာဖြစ်ပါတယ်ကျေးဇူးတင်ပါတယ်ကျွန်မမတ်ရွှေပါရှင်